မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ခန္ဓာစတင်မှာဖြစ်တဲ့အတွက်မိမိတို့ထိုင်ကုန်နေရာများမှာအများဆုံးနေရာယူပေးကြဖို့မြစ်တာရက်ခံပါတယ်အားလုံးမိမိထိုင်ကုန်နေရာများမှာနေရာယူပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ဟာကျွန်တော်တို့ယူကရိန်းနိုင်ငံရောက်နေတဲ့မြန်မာမိသားစုများအတွက်ကျက်တည်းမင်္ဂလာရှိဆုံးနေ့တစ်နေ့အဖြစ်ကျွန်တော်တို့သမိုင်းမော်ကြွားရောက်ပြီးတော့ကျွန်တော်တို့မိသားစုများကိုဩဝါဒစကားပြောကြမှာဖြစ်တဲ့အတွက်အားလုံးဟာဒါစိတ်လှုပ်ရှားကြတယ်အများဆုံးတွေ့မြင်ကြတယ်အမှတ်တရဓာတ်ပုံများရိုက်လို့ကြတယ်ဆိုတာဒါဓမ္မတာပါပဲသို့တော်လည်းအခုဒီမှာရှိနေတဲ့လုံခြုံရေးတာဝန်ရှိတဲ့ပုဂ္ဂိုလ်များကကျွန်တော်တို့မှာကြားထားတဲ့အတွက်ကျွန်တော်တို့ပထမဦးဆုံးပြည်သူများထိုင်ကုန်နေရာများမှာကျွန်တော်တို့ယူပြီးမှကျွန်တော်တို့ကဒီအခမ်းအနားစတင်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အမြန်ဆုံးနေရာယူပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်နေရာယူပေးပြီဆိုရင်ပထမဦးဆုံးကျွန်တော်တို့မြစ်တာရက်ခံလိုတာကကျွန်တော်တို့မိုဘိုင်းဖုန်းတွေအားလုံးကိုပိတ်ပေးကြဖို့အခမ်းအနားစတဲ့အချိန်မှာအခမ်းအနားစမှာဖြစ်တဲ့အတွက်အခုချိန်ကနေစပြီးတော့ကျွန်တော်တို့မိုဘိုင်းဖုန်းတွေအားလုံးကိုကျွန်တော်တို့ပိတ်ပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာမိုဘိုင်းဖုန်းအားလုံးကိုအခုချိန်မှာကျွန်တော်တို့လူထုခေါင်းဆောင်ကိုလေးစားသောအားဖြင့်ကျွန်တော်တို့ဖုန်းနေကိုကျွန်တော်တို့ပိတ်ထားပါအဲ့ဒါကိုကျွန်တော်တို့မြစ်တာရက်ခံပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ကိစ္စပါဓာတ်ပုံရိုက်တဲ့ကိစ္စကကျွန်တော်တို့ဓာတ်ပုံရိုက်လို့ရပါတယ်သို့တော်လည်းဒီစင်ရှေ့ကိုလာပြီးတော့တခြားကြည့်တဲ့သူတွေကိုရောနောက်ဒီလုံခြုံရေးတာဝန်ကျနေတဲ့သူတွေကိုရောအနောက်ရှက်ဖြစ်အောင်စင်ရှေ့ကိုထိုင်ကုန်နေရာကနေရှေ့ကိုလာပြီးတော့ဗီဒီယိုရိုက်တာနောက်တစ်ခါဓာတ်ပုံရိုက်တာအဲ့ဒါကိုကျွန်တော်တို့ဒီဟာခွင့်မပြုပါဘူးလုံခြုံရေးတာဝန်ကျတဲ့သူများကအဲ့ဒီကိစ္စကိုကျွန်တော်တို့မှာကြားခိုင်းတဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုလည်းမြစ်တာရက်ခံအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အန်တီရောက်လာပြီးတော့မိကွန်းပြောကြားတဲ့အချိန်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့အခါမှာမိမိထိုင်ကုန်ကနေ flash မဖွင့်မဲနဲ့တတ်နိုင်ရင်ရိုက်ပေးကြဖို့အဲ့ဒါလည်းမြစ်တာရက်ခံအပ်ပါတယ်ဒါဒီတိုင်းရိုက်တာကတော့ဘယ်သူပဲဖြစ်ဖြစ်ရိုက်လို့အဆင်ပြေပါတယ်နှမို့ဆိုရင် flash ဖွင့်တဲ့အခါကျတော့လူတွေ2000ကျော်လောက် flash ဖွင့်ပြီးရိုက်ရင်ဒီမှာစကားပြောတဲ့လူတွေတော်တော်လေးအနှောက်အယှက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ထုံးစံအတိုင်းကျွန်တော်မြန်မာပြည်သားစုများမှာအခုချိန်မှာဆိုလို့ရှိရင်တအမတန်ထက်သန်လာတဲ့အတွက်ကျွန်တော်တို့အန်ဒီဒီလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဆောင်ရွက်နေတဲ့ဒီလူမှုအထောက်အကူပြုလုပ်ငန်းတွေမှာဖြစ်စေ NLD ပါတီကိုဖြစ်စေပညာရေးစီမံကိန်းတွေကိုဖြစ်စေလှူဒန်းခြင်းတဲ့ပုံကိုများရှိခဲ့လို့ရှိရင်လေဒီခန်းသားမှာတော့ကျွန်တော်တို့အလူလက်ခံတဲ့အစီအစဉ်မရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ prospect ဘာမှာဒီပညာရေးရန်ပုံငွေအဖွဲ့ကိုဖြစ်စေကျွန်တော်တို့လန်ဒန်မြို့မှာရှိတဲ့သာသနာရန်တီဘုန်းတော်ကြီးကျောင်းကတဆင့်ဖြစ်စေဒီနေရာနှစ်ဌာနကနေပြီးတော့ဆက်သွယ်ပြီးတော့အခမ်းအနားပြီးတဲ့အချိန်မှာမိမိတို့ဘာသာဆက်သွယ်ပြီးတော့ဆောင်ရွက်ကြဖို့ကျွန်တော်တို့ဒါကြိုတင်ပြီးတော့မြစ်တာရက်ခံပါတယ်အတိပေးပါတယ်အားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့
or a watch with an alarm. Please ensure it is switched off now, and we ask you not to take photographs. Thank you. ဟုတ်ကဲ့ခင်ဗျာအားလုံးမင်္ဂလာပါယခုချိန်ကနေစတင်ပြီးတော့မြန်မာနိုင်ငံကနေရောက်ရှိနေတဲ့မဟာရန်ကုန်ရွှေတံဆိပ်စုရတီရီမောင်မောင်မင်္ဂလာရွှေဆိုင်အဖွဲ့ရဲ့ပနာမအခမ်းဂီတတန်ကိုနားဆင်ပေးကြပါအောင်ခင်ဗျာကြက်တယ်ရှိလာပြီလားရွာသားရေယခုတပံကျွန်တော်တို့နိုင်ငံကျော်ရွာသားကျော်တီရီမောင်မောင်ကိုယ်တိုင်ရဲဆက်ပြီးကိုယ်တိုင်တီဆိုမဲ့ကိုဂီတာကိုမြန်နိုးပါဆိုတဲ့တခြင်းကိုလည်းနားဆင်ပေးကြပါဦးလို့
ကြိုက်တော့မှရှင်တွေကစကားလေးတွေပြောပြစေချစ်ဆွေတို့ရာကျွန်တော်တို့အားလုံးဟာမြန်မာပြည်သားတွေပါဒီမြန်မာမွေးလို့ဒီရေကိုတောက်ခါကြည်ရင်လာတဲ့မြန်မာလူမျိုးတွေပါကဘာတစ်ခွေနိုင်ငံအသီးသီးမှာသူရိုးရာသူဂီတတွေနဲ့တင်တဲ့ခံရတာခိုင်ပါစွာဂုံယူတဲ့တာစက်တီနေကြလားကြုံကြိုက်တော့မှရှင်တွေကစကားလေးတွေပြောပြစေချစ်ဆွေတို့ရာကျွန်တော်တို့အားလုံးမှာမြန်မာပြည်သားတွေပါဒီနေ့မှမွေးလို့ဒီရေကိုတောက်ခါကြည်လာတဲ့မြန်မာလူမျိုးတွေပါကဘာတစ်ခွေနိုင်ငံတည်တည်မှာသူရိုးရာသူဂီတတွေနဲ့တင်တဲ့ခံရတာခိုင်မာစွာဂုံယူတဲ့တာစက်တီနေကြပါမြမဂီတကိုတန်ဖို့မထားရင်ကိုကိုတန်ဖို့မထားသလိုပဲဗျာမြမဂီတကိုနှိမ်ငါချရင်ကိုနေချတာနဲ့တူတူပါနားမလဲလို့မခံစားတတ်တာအပြစ်မနေလို့ပါဒါပဲနဲ့မြန်မာလေးကိုယ်တိုင်ကမြန်မာပြည်သားကိုထင်နေကြတာတွေးမိတိုင်းဝမ်းနေစရာကောင်းမြန်မာပြည်သားကိုတံမိုးမထားရင်ကိုတံမိုးမထားသလိုပဲဗျာမြမဂီတကိုနှိမ်ငါချရင်ကိုနှိမ်ချတာနဲ့တူတူပါနားမလဲလို့မခံစားတတ်တာအပြစ်မတင်လို့ပါဒါပေမဲ့မြန်မာတွေကိုယ်တိုင်ကမြမဂီတကိုအထင်သေးနေကြတာတွေးမိတိုင်းဝမ်းနေစရာကောင်းဂီတလေးပညာဆိုတာရှင်ကျေးမှုရဲ့ရင်းမြစ်ပါလူမျိုးစုရဲ့သမိုင်းကိုပေါ်ညွှန်းနေတာအမျိုးဘုံတွေတက်ဝင်လို့လားဇာတိဘုံတွေထင်ဟပ်လို့လားအမျိုးဘုံတွေတက်ဝင်လို့လားဇာတိဘုံတွေထင်ဟပ်လို့လားဂီတသားရင်လူမျိုးသားရမှာဂီတချရင်လူမျိုးပါချတဲ့ရှေ့ကဆိုစကားတတိထားတင်နေတာကဘာရရကဂီတတွေကိုနှစ်သက်လို့ခံစားကြပါကိုရိုးရဂီတကိုလည်းမပြတ်ပဲစေချင်တာတီရီမောင်မောင်ကြည့်တယ်လက်တန်းနာစင်ကြည့်ရမှာနာစင်ကြည့်စမ်းမှာပုံကလေးတွေကိုချစ်စရာမွေးလိုက်ရဲ့အနှစ်တရာမကအောင်ဆွဲသွားမှတေချာမြန်မာပြည်ကိုချစ်မြန်မာဆိုင်ကိုအားပေးလိုက်စမ်းမှာ
ကျေးဇူးတင်ပါတယ်ကိုသေးရီမောင်ကျွန်တော်တခုလောက်ကြားပြကြီးညာပြစေခင်ဗျကျွန်တော်တို့မကြားခင်မှာအန်ဒီဒေါ်ဆန်းစုကြည်ကမိကွန်းပေးมาဖြစ်ပါတယ်အဲ့တော့ဒေါ်ဆန်းစုကြည်ကိုမေးချင်တဲ့မိကွန်းများရှိရင်ဒီကိုမြင့်စိုးခိုင်ဒီဖလားလေးနဲ့ဒီငွေဖလားနဲ့ကျွန်တော်ပြည်သက်ထဲကိုသူလှည့်ပါလိမ့်မယ်အဲ့ခါမှာမိကွန်းလေးတွေကြိုပြီးတော့ပေးကြဖို့နဲ့မေးမဲ့မိကွန်းကိုတတ်နိုင်သမျှတူတုတ်နဲ့တတ်နိုင်တယောက်ကိုတခွန်းလောက်ပေါ့ဗျာအကုန်လုံးဝိုင်းမေးမယ်ဆိုလို့ရှိရင်လည်းနက်ဖန်မိုးလင်းတဲ့အထိဖြေလို့ပြီးမှာမဟုတ်ဘူးအဲ့တော့နောက်တစ်ခုကမေးတဲ့လူကကိုမေးခွန်းကိုတာဝန်ယူရမှာဖြစ်တဲ့အတွက်နာမည်လေးတော့ထည့်ပေးပါတတ်နိုင်ကိုထိုင်တဲ့ထိုင်ကုန်နေရာလေးပါထည့်ရေးပေးပါခင်ဗျဘာလို့ဆိုတော့ဖြေတဲ့လူကလည်းတာဝန်ယူပြီးဖြေရမှာဖြစ်တော့မေးသူနဲ့ဖြေသူမျက်လုံးချင်းတော့ဆိုင်ပြီးဖြေခြင်းပိုကောင်းမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်တော့ကိုယ့်ရဲ့နာမည်ကိုပေါ်ပြပေးဖို့ရယ်တူတုတ်ကလေးမေးဖို့ရယ်အချိန်သိမရှိတဲ့အတွက်တခုပဲမေးပါလို့မေတ္တာရက်ခံခြင်းပါတယ်နောက်တစ်ခုကတော့ဝင်းကွန်းတွေတိတ်များလာရင်တော့ကျွန်တော်တို့ကန်ဆန်းမဲလို့သဘောထားပါကျွန်တော်တို့ရွေးပြီးတော့ဘသူမေးတယ်ဘယ်ဝါမေးတယ်မဟုတ်ဘူးအန်တီအနေနဲ့မဲနှိုက်ပြီးတော့ကျွန်တော်တို့ကြားတဲ့မိကွန်း10ခုဖြစ်စေ15ခုဖြစ်စေဖြည့်ပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါလေးတော့ကြိုပြောထားပါတယ်ကျွန်တော်ညီလေးကိုမြင့်စိုးခိုင်ပြိတ္တတဲ့လှည့်ပါလိမ့်မယ်ခင်ဗျကျန်တဲ့ဖြော်ပြရေးအစီအစဉ်တွေလုပ်နေတော့မှကိုမေးချင်တာလေးတွေဒီထက်မှမေးလို့ရပါတယ်ကိုထိတ်လေးဗာများဆက်ပြောဟုတ်ကဲ့ကိုဇာကနာရေးနောက်တစ်ဖန်တင်ဆက်မဲ့ဒီဖြော်ပြရေးအစီအစဉ်လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ညီလေးမောင်တန်းစင်တီဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ကိုဇာနီကိုနောက်တစ်ခါကျွန်တော်တို့စောင်းညီမလေးလာမင်းသားမက်ကလေးနဲ့မျိုးဆက်သစ်ဒီဝေယံကိုတို့တီဆိုတိခတ်ကြမယ်ဩရိတမြစ်တာဖို့တန်ဆန်းဆိုတဲ့ဒီအလှအဆိုအစီအစဉ်လေးကိုလည်းရှုစားတော်မူကြပါအောင်လို့Make some way to
မိတ်စာဝေတို့ပြေတို့ကွာကင်းတွေကွာရှင်တွေကွာဥက္ကဋ္ဌချုပ်ချဗုဒ္ဓရှင်သာသနာထုံးလို့လေထောင်နေမောင်ကျွေရောင်ဝေးကြည့်ရှင်နတ်မြမမြမရာတို့လေဥက္ကဋ္ဌချုပ်ချဗုဒ္ဓရှင်သာသနာထုံးလို့လေထောင်နေမောင်ကျွေရောင်ဝေးကြည့်ရှင်နတ်မြမမြမရာတို့လေလုံးမင်းလေးဒါနာတိလာဘာဝနာရောက်တာအထုခါလုံးမင်းလေးဒါနာတိလာဘာဝနာရောက်တာအထုခါအရေးသာအေးစရာလေးကဆလောင်းသူရသာစိုးကြောင်ထွေးစနာဝိယာရေချဆုံးပေါင်းချစ်စွာမြတ်တာလောင်အရေးသာအေးစရာလေးကဆလောင်းသူရသာစိုးကြောင်ထွေးစနာဝိယာရေချဆုံးပေါင်းချစ်စွာမြတ်တာလောင်ထကောင်းကင်အာကာပြုပြဲချူလျက်သာတွန်းချကားမုံမြရွာထကောင်းကင်အာကာပြုပြဲချူလျက်သာတွန်းချကားမုံမြရွာတတ္တာဓမ္မဟာမြတ်တနာရွှေမိုးချိန်ချိန်လျက်လို့ဖြူလူရွာသူစနာကုသလာကုန်းကိုနတ်မြမေမြတ်တည်းတူတတ္တာဓမ္မဟာယယတနာရွှေမိုးချိန်ချိန်လျက်လို့ဖြူလူရွာသူစနာကုသလာကုန်းကိုနတ်မြမေမြတ်တည်းတူဖြံမိုးလေးပြည့်စုံလောင်နာဘုဒ္ဓရင်ကိုသိမ့်တန်ယူကိကံမူဖြံမိုးလေးပြည့်စုံလောင်နာဘုဒ္ဓရင်ကိုသိမ့်တန်ယူကိကံမူမိုးတော်မူဆိုတော်မူဆိုတော်မူမိုးတော်မူရွှေပြည်သူအောင်မန်းစင်ဖောင်းနှံနောင်လန်းခွေတောင်ကမြင့်ပြည်နယ်ဟုတ်ကဲ့ခင်ဗျာ ကဲကိုရင်းနေ ဟုတ်ကဲ့ကိုဇာနာကြီး ခုလိုမြန်မာလူပညာရှင်များနဲ့ကျွန်တော်တို့ရဲ့လူထုကောင်းဆောင် ဟုတ်ကဲ့ ဒီမိုကရေစီရဲ့မိခင်ကျွန်တော်တို့ရဲ့မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်ကိုပျော်ပြကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လန်ဒန်မြို့မြန်မာလူငယ်များကိုကဲပရိသတ်များလည်းမျှော်လင့်နေကြပြီမို့လို့ကျွန်တော်တို့အမေဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ခေါ်ပြစေကျေးဇူးပြုပြီးအမေဒေါ်အောင်ဆန်းစုကြည်လာမှာမို့လက်ခုပ်ဩဘာလေးများနဲ့စီချို ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်တို့အမေဒေါ်ဆန်းစုကြည်ကျွန်တော်တို့ဩဝါဒစကားမပြောခင်မှာကျွန်တော်တို့အားလုံးကျွန်တော်တို့နိုင်ငံတော်ဆိုတော့အန်တီမမအေးကနေပြီးတော့နိုင်ငံတော်တချင်းကိုတီဆိုပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်နိုင်ငံတော်တချင်းတီဆိုမှာဖြစ်တဲ့အတွက်တံမြိုင်မိုက်မှာလည်း
ပိဋကများကိုလိုက်လံပြီးတော့အားလုံးဒီညီညာညာတီဆိုကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့မိခင်လူလူကောင်းဆောင်အမေတော်အောင်ဆန်းစုကြည်မှပရိသတ်များကိုမိန့်ခွန်းပြောကြားပေးရန်ဖြစ်ပါတယ်ခင်ဗျာ Welcome, everybody. I'm Robert Gordon, the chairman of Prospect Burma, and it's my very, very pleasant duty to introduce a lady, the lady, who needs no introduction. All of us in the hall here today, 2,500 of us, have followed Dorsu's brave struggle for democracy and freedom in Burma, and I know many of you here in the audience have participated in that struggle yourselves, often at great personal cost. Well, things finally are beginning to change in Burma, and we no longer need to swim across Inya Lake to go and see Dorsu. She has come to us. So, ladies and gentlemen, please welcome Daw Aung San Suu Kyi. Thank you. There was some discussion as to whether or not I should speak in Burmese. I think I said that I would like to speak in Burmese to my fellow Burmese, but because the people of this country have been so kind to me, I would like to start my address with a few words in English, just to say thank you and to say how much appreciated the warmth with which you have welcomed me to your country and the warmth with which we have welcomed all of our people who are in this country at the moment. I hope that we will be able to continue to work together for greater friendship between our two countries. And I look to you to help us in the reform process, which will bring to our people the fruits of democracy and human rights, which they have not been able to enjoy for the last half century. So thank you all very much, and please allow me to continue my speech in Burmese. အခုဒီမှာမြန်မာနိုင်ငံကပြည်သားတွေနဲ့တွေ့ရတဲ့အတွက်အင်တာမဝန်တာပါတယ်။ခုကျမတို့ဟာနိုင်ငံခြားမှာဒီလိုစုယုံပိုင်ခွင့်ရှိတယ်ဆိုတာအင်တာမထူးခြားတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
နိုင်ငံခြားမှာရောက်နေတဲ့အခါမှာကျမအမြဲပဲသတိပေးပါတယ်ကျမတို့ဟာအင်ရှင်နိုင်ငံကိုကျေးဇူးတရားရှိရမယ်အင်ရှင်နိုင်ငံရဲ့ကျေးဇူးတရားကိုကျမတို့မေ့လို့မဖြစ်ဘူးအင်ရှင်နိုင်ငံစိတ်ချမ်းသာအောင်လို့ကျမတို့နေတတ်ရမယ်အင်ရှင်နိုင်ငံဟာကျမတို့ရဲ့ပြည်သူပြည်သားတွေကိုလေးစားအောင်လို့ခင်မင်အောင်လို့ကျမတို့နေတတ်ရမယ်ကိုယ်အချင်းချင်းမှလည်းညီညွတ်အောင်နေတတ်ရမယ်ဒါကတော့ကျမအချင်းချင်းခါခါပြောနေရတဲ့ကိစ္စပါတခါတလေကျမတို့ကရည်စရာမျောစရာပြောတာပေါ့နော်အော်မညီညွတ်မှာတော့ဗမာဆိုတာသိတာလားပေါ့လို့ညီညွတ်တယ်ဆိုရင်ဗမာမဟုတ်ပါတော့မလားလို့အဲ့လိုပြောရတာပေါ့ဒါပေမဲ့ဘယ်လိုပဲပြောညီညွတ်မှုကိုတော့အမြဲဥတည်စေခြင်းနဲ့ဒီညီညွတ်မှုကလည်းမဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးအထူးသဖြင့်ကျမတို့တိုင်းရင်းသားတွေအားလုံးကြားညီညွတ်မှုဟာကျမတို့နိုင်ငံအတွက်အရေးကြီးတယ်ဒါဟာဖြစ်နိုင်တယ်ဆိုတာကျမတို့အခုဒီဆယ်စုနှစ်တွေနဲ့ခြီလာတဲ့ရုန်းကန်မှုတွေမှာကျမတို့လက်တွေ့ကြမြင်ခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သစ္စာအရှိဆုံးအခိုင်အမာဆုံးမဟာမိတ်တွေဟာတိုင်းရင်းသားနိုင်ငံရေးပါတီတွေပဲဖြစ်ပါတယ်။ကျမတို့နဲ့တူတူပူအမျှဆိုတော့အပြောအရမဟုတ်ဘူးအလုပ်အရကိုရပ်တည်ခဲ့တာဟာဒီတိုင်းရင်းသားမဟာမိတ်ပါတီတွေပါပဲ။2010တုန်းကကျမတို့အနေနဲ့ပြန်ပြီးတော့မှတ်ပုံမတင်ဘူးရွေးကောက်ပွဲမဝင်ဘူးဆိုတော့လေကျမတို့ရဲ့တိုင်းသားမဟာမိတ်ပါတီတွေကသူတူပဲတခါလေတောင်းတင်းနဲ့မိမိတို့လည်းမှတ်ပုံမတင်ဘူးရွေးကောက်ပွဲမဝင်ဘူးဆိုပြီးတော့ရပ်တည်ခဲ့တယ်အခုကျမတို့ကနေပြီးတော့မှတ်ပုံတင်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှအခုကျမတို့မဟာမိတ်တိုင်းရင်းသားပါတီများကလည်းပြန်ပြီးတော့မှတ်ပုံတင်မယ်နောက်ရွေးကောက်ပွဲတွေမှာပါဝင်မယ်ဆိုပြီးတော့ဆုံးဖြတ်တယ်အဲ့တော့ကျမတို့နိုင်ငံဟာတကယ်ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံတဲ့နိုင်ငံဖြစ်နိုင်တယ်ဆိုတော့ကျမတို့လက်တွေ့ကြသိခဲ့ရပါပြီအဲ့တော့ဒီအခြေခံပေါ်မှာမူတည်ပြီးတော့ကျမတို့နိုင်ငံရဲ့ညီညွတ်မှုကျမတို့နိုင်ငံရဲ့အင်အားကိုကျမတို့တိုးတက်အောင်လို့လုပ်သွားရမယ်အခုချိန်ဆိုလို့ရှိရင်ကျမတို့နိုင်ငံအတွက်အင်တာမမကြုံဘူးတဲ့အခွင့်အရေးတွေရနိုင်မဲ့အချိန်ခါဖြစ်တယ်ရပြီလို့ကျမမပြောလို့ပါဘူးရနိုင်မဲ့အခွင့်အရေးတွေကျမတို့ဒီအခွင့်အရေးတွေကိုရနိုင်မဲ့အခြေအနေမှာရောက်နေတယ်အဲ့တော့ဒီအခွင့်အရေးတွေကမှန်ကန်နဲ့ပြည်သူတွေရဲ့လက်ထဲကိုရောက်အောင်လို့အားလုံးကဝိုင်းပြီးတော့ကြိုးစားပေးစီကြပါတယ်ခုဒီနိုင်ငံမှာရောက်နေတယ်ကျမတို့နိုင်ငံသူနိုင်ငံသားပြည်သူပြည်သားပေါ့နော်ကျမနိုင်ငံသူနိုင်ငံသားလို့ပြောတဲ့အခါမှာဒီအခုအပြစ်တင်နိုင်ငံသားခံယူထားတဲ့လူတွေလည်းပါပါတယ်ဟိုကျမတို့ဒီလိုခွဲခြားပြီးတော့မမြင်ပါဘူးဒီမှာရောက်နေတဲ့ပုဂ္ဂိုလ်အများစုကတော့အခွင့်အရေးရထားတဲ့ပုဂ္ဂိုလ်တွေပါပဲအခွင့်အရေးမရရင်ဒီကိုရောက်နေမှာမဟုတ်ပါဘူးအဲ့တော့ကိုရထားတဲ့အခွင့်အရေးတွေကိုကျမတို့နိုင်ငံအတွက်တတ်နိုင်သမျှပြန်ပြီးတော့အသုံးပြုပေးစီချင်ပါတယ်ဒီလိုအသုံးပြုမှလည်းကျမတို့နိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအများအပြားဟာအခုဒီမှာရောက်နေတဲ့ကျမတို့အားလုံးညီတူအခွင့်အရေးတွေကိုရရှိမှာပါကျမလည်းဒါအထုအခွင့်အရေးတွေရလို့ဒါဒီမှာရပြီးတော့စကားပြောနေတာဖြစ်ပါတယ်အဲ့တော့ကျမရဲ့ပြောရမယ့်စကားလေးကတော့ရိုးလေးပါပဲညီရင်းနဲ့နေကြပါဟိုမဟုတ်တဲ့နေရာမှာဗမာစိတ်ဓာတ်တွေမပွားကြပါနဲ့အဲ့ဒါနောက်ပြီးတော့ကျမတို့နိုင်ငံအတွက်အခုရရှိနေတဲ့အခွင့်အရေးတွေကိုလက်မလွတ်ပါနဲ့နော်ဒါဟာရာစုနှစ်တဝက်1962ခုနှစ်ကနေစပြီးတော့အခု2012ခုနှစ်ဆိုတော့ရာစုနှစ်တဝက်ပေါ့ဒီအနှစ်90အတွင်းမှာကျမတို့နိုင်ငံအတွက်အကောင်းဆုံးအခွင့်အရေးရနိုင်မဲ့အချိန်ခါဖြစ်လို့ဒီအချိန်ခါကိုတော့အဟောတိကမဖြစ်သွားပါစေနဲ့မဖြုံးတိကြပါစေလို့ပဲကျမကနေပြီးတော့မေတ္တာရပ်ခံချင်ပါတယ်အခုကျမနားလေသလောက်ကတော့မိကွန်းနေပေးထားတယ်လို့ဆိုပါတယ်အဲ့တော့ဒီကျမမိကွန်းပြောနေမဲ့အစားပရိသတ်ထဲကလူကျင်တဲ့အဖြေတွေကိုသိကျင်တဲ့အဖြေတွေပေါ့နော်လူကျင်တဲ့အဖြေဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့မိကွန်းမေးတယ်ဆိုတာတော့အဖြေတစ်ခုမျောလင့်ထားတာတော့ရှိမယ်ပေါ့နော်ဒါပေမဲ့ကျမရဲ့အဖြေဟာမေးတဲ့လူမျောလင့်အတိုင်းလည်းဖြစ်ချင်မှတော့ဖြစ်မယ်ဒါပေမဲ့ကျမတတ်နိုင်သမျှဟိုစူးစမ်းပြီးတော့ဖြေပေးပါမယ်ဒါမဲနိုင်တဲ့စနစ်နဲ့ပဲနော်အဲ့တော့ရတဲ့လက်ထက်ရောက်လာတဲ့မိကွန်းတွေပဲကျမဖြေမှာပါမိကွန်းတွေတိတ်များရင်တော့တစ်ခုပဲဖြေပါမယ်စာမျက်ဒီလိုစာရွက်တစ်ခုမှဆိုလို့ရှိရင်အပေါ်ဆုံးကမိကွန်းပဲဖြေပါမယ်အဲဆိုနှုတ်လို့ရှိရင်လိုက်ရွေးနေတယ်လို့ပြောမှာဆိုလို့
တချို့မေးယူနေရရှေလိုက်တာတခါတည်းကိုဆောင်းပိုင်းကြာနေတာပဲမင်းကနောက်ဆုံးမှ ရှေ့အရှိကြီးနောက်မှာနာမည်နာမည်နောက်ဆုံးမှပဲမေးခွန်းကပေါ်တော့တယ်အဲ့ဒါအင်္ဂလိပ်လိုရေးထားတော့အင်္ဂလိပ်လိုပဲကျွန်မဖတ်ပြလိုက်ပါမယ် What will be the solution to bring harmony regardless of race, religion and ethnicity, particularly I am referring to Rakhine and Rohingya. ဒီတော့ကျွန်မဒါနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ခဏပြောပါတယ်ကျွန်မတို့ဟာလက်တွေ့ကြဖြည့်ရှင်းနိုင်မဲ့ပြဿနာတွေကိုပထမဖြည့်ရှင်းရမယ်ဒီလူမျိုးရေးဘာသာရေးပဋိပက္ခများလူမျိုးရေးဘာသာရေးပြဿနာများဆိုတာနေချင်းညချင်းဖြည့်ရှင်းနိုင်တာမဟုတ်ဘူးဘာလို့ဆိုတော့အဲ့ဒီဟာတွေကရေရှည်မှာနှစ်ပေါင်းတော်တော်များများမှာဖြစ်လာတဲ့ပြဿနာတွေဖြစ်တယ်ဒီတော့ချက်ချင်းလည်းငင်းဘယ်လိုနည်းနဲ့ဘာတွေကိုဖြည့်ရှင်းနိုင်မယ်ဆိုတာတော့ကျွန်မရှင်းပြခဲ့ပြီးပါပြီအဲ့ဒါတော့ကျွန်မပြောတာဟာဥပဒေစိုးမိုးရေးနဲ့ဆိုင်တယ်ဥပဒေစိုးမိုးရေးဆိုတာဟာနှစ်ဖက်ရှိပါတယ်တစ်ခုကဥပဒေဆိုတာဘာလဲပေါ့နော်ဥပဒေထဲမှာဘာပါလဲနောက်ပြီးတော့ဒီဥပဒေတွေကိုတကယ်ပဲထိထိရောက်လိုက်နာအောင်လို့ဒီဥပဒေတွေကထိရောက်အောင်လို့လုံနိုင်တဲ့နည်းလမ်းတွေရှိရလားဆိုတာအဲ့ဒါကိုကျွန်မအလေးထားပြီးပြောတာဟာဒါချက်ချင်းလက်ငင်းလုံနိုင်တဲ့ကိစ္စမဟုတ်လို့ပါဥပမာဆိုရင်နိုင်ငံသားဥပဒေကျမတို့ရဲ့နိုင်ငံသားဥပဒေဆိုတာဘယ်လိုလဲဒီနိုင်ငံသားဥပဒေတွေမှာဘာအချက်လက်တွေပါတယ်လဲဒီအချက်လက်တွေဟာတကယ်ကမ္ဘာစံမှီရဲ့လားနိုင်ငံတကာစံမှီရဲ့လားဒါကိုကျမတို့ကကြည့်ရမယ်ကြည့်ပြီးတော့ဒီလိုစံမှီပြီဆိုလို့ရှိရင်ဒီဥပဒေတွေကိုထိရောက်အောင်လို့လုံနိုင်တဲ့အနေအထားကျမတို့နိုင်ငံမှာရှိရလားပြောရမယ်ဆိုရင်ဥပဒေစိုးမိုးရေးဒါချက်ချင်းလည်းငယ်လုံနိုင်မဲ့ကိစ္စနောက်တစ်ခုကလည်းကျမတို့ရဲ့ဒီအနောက်ပိုင်းမှာပေါ့နော်အနောက်ပိုင်းနယ်စပ်မှာဆိုလို့ရှိရင်ဒီလိုဖြတ်ကျော်တာဟာစီမံကမ်းမဲ့ဖြစ်နေတယ်အဲ့ဒါကြောင့်လည်းပြဿနာတွေဖြစ်လာတယ်တစ်ဖက်နိုင်ငံကလည်းဒါကဒို့နိုင်ငံကလူတွေမဟုတ်ဘူးဒီဘက်ဗမာပြည်ကဒီမြန်မာနိုင်ငံကလူတွေမြန်မာနိုင်ငံကလည်းဒါဒို့နိုင်ငံကလူတွေမဟုတ်ဘူးဟိုဘက်ကကူးလာတာဆိုပြီးတော့အဲ့ဒီလိုဆွဆွဲချက်တွေဖြစ်နိုင်တာဟာစီမံကမ်းမဲ့ဒီနေဆက်ကိုဖြတ်ကျော်မှုကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါလည်းဥပဒေစိုးမိုးရေးမရှိတာပေါ့နော်နောက်ပြီးတော့နေဆက်မှာစောင့်တဲ့အစိုးရဌာနတွေရဲ့ဒီလက်ပေးလက်ယူကိစ္စနဲ့မကင်းတဲ့ဟာတွေနဲ့ဆိုင်ပါတယ်အဲ့တော့လက်တွေ့ကြပြင်နိုင်တာတွေကိုကျမတို့လက်တွေ့ကြအများဆုံးပြင်ရမယ်ဘာသာမတူတဲ့သူမျိုးများလူမျိုးများအကြားမှာအမြင်မတူလို့ပဋိပက္ခဖြစ်တာတွေကိုကြတော့ဒီဟာတွေပြေလည်သွားအောင်လို့အားလုံးဝိုင်းလို့အောင်မှာဒါကတော့နေချင်းညချင်းမဖြစ်နိုင်ဘူးဒါကျမတို့လက်တွေ့ကြနဲ့မြင်နိုင်ရမယ်ဘယ်လိုလုပ်မလဲဒီလိုဘာသာကြားလူမျိုးကြားအခြားမှာတချို့ကပြောတယ်ပြေလည်မှုဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကမဟုတ်ဘူးကဘာကြီးကိုကြည့်လိုက်ပါပြေလည်မှုရတဲ့နေရာတွေရှိပါတယ်အဲ့တော့ကျမတို့ကနေပြီးတော့ကဘာလုံးကနေပြီးတော့သင်ခန်းစာတွေယူရမယ်ပြေလည်မှုရအောင်လို့ဘယ်လိုနည်းတွေနဲ့လုပ်မလဲဘယ်လိုနည်းတွေနဲ့စူးစမ်းမလဲတခြားနေရာမှာအဆင်ပြေတဲ့နည်းတွေဟာကျမတို့နိုင်ငံမှာအဆင်ပြေခြင်းမှအဆင်ပြေမှာဒါကျမတို့သင်ယူသွားရမယ်ဒါကတော့နေချင်းညချင်းဖြည့်ရှင်းလို့မရဘူးကျမတို့လက်တွေ့ကြကြည့်ပြီးတော့အမြန်ဆုံးဒီကြီးတဲ့ကိစ္စသိသွားအောင်သိတဲ့ကိစ္စပပျောက်သွားအောင်ဆိုပြီးတော့ကျမတို့စပြီးတော့လုပ်ရမယ်လို့ကျွန်မထင်ပါတယ်ဆိုမှတ်ထားလိုက်နော် How can we, the Burmese of the diaspora, help our country and our people from abroad? ဒီတော့ကျမတို့ဒီမှာရောက်နေတဲ့မြန်မာနိုင်ငံကထွက်လာတဲ့ပြည်သူပြည်သားတွေတခြားကမ္ဘာနိုင်ငံအသီးသီးမှာရောက်နေတဲ့ပြည်သူပြည်သားတွေဟာကျမတို့နိုင်ငံကိုဘယ်လိုပြန်ပြီးတော့ကူညီနိုင်မလဲဆိုတာတယောက်ချင်းကကိုယ့်ရဲ့အရေးချင်းကိုဘယ်လိုသုံးနိုင်မလဲဆိုတာကိုပထမစဉ်းစားရမယ်ကျမတို့မေးတဲ့မေးခွန်းတစ်ခုခဏကျမတို့မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်ဒါဒီနောက်မှပါလာမလားတော့မသိဘူးဒီအချိန်မှာမြန်မာနိုင်ငံကိုပြန်ဖို့အချိန်တန်ပြီလားတဲ့ကျမအမြဲပြောတယ်ဒါကိုယ့်ဖာကိုဆုံးဖြတ်ရမယ်လူတိုင်းဟာကိုယ့်ဘဝအတွက်ကိုတာဝန်ယူရမယ်ကိုယ်ဆုံးဖြတ်ချက်အတွက်ကိုတာဝန်ယူရမယ်ကျမကိုမေးပြီးတော့ကျမကပြန်လာပါဆိုလို့ပြန်လာတာအခုတော့အဆင်မပြေပါဘူးလို့ပြောလို့မရဘူးเนาะအဲ့တော့ကိုယ့်ဘာကိုဆုံးဖြတ်အဲ့တော့
ကိုဘာကိုဆုံးဖြတ်တဲ့နေရာမှာနှစ်ဖက်ကကြည့်ရမယ်ကိုကဘာပေးနိုင်မလဲနော်နောက်ကိုကဘာရဖို့မျှော်လင့်တယ်လဲအဲ့ဒါကိုလက်တွေ့ကြကြရင်ဆိုင်မှာတချို့ကပြောတယ်ကျွန်တော်တို့ကပြန်ပေးဖို့ပဲလာတာဒါဟာတကယ်တော့သဘာဝမကြောက်ဒါလူသဘာဝဆိုတော့ကိုလည်းပြန်လူကျင်တာပဲကို့မှာလည်းမျှော်လင့်ချက်ကလေးရှိတာပဲအနည်းဆုံးတော့ကိုမိသားစုနဲ့အေးအေးဆေးဆေးနေကျင်နေဆိုတဲ့မျှော်လင့်ချက်ကလေးရှိမယ်ဒီတော့ကိုကဘာပေးနိုင်မလဲကိုကဘာလူကျင်တယ်လဲဆိုတာကိုဓမ္မဒိဋ္ဌာန်ကြကြစဉ်းစားပါစဉ်းစားကြည့်ပါငါဒါလူကျင်တယ်ဒါတကယ်ငါရနိုင်မဲ့အခြေအနေရှိသလားမရနိုင်လို့ရှိလို့ရှင်ငါဘယ်လိုဒါကိုမြင်မလဲဒါကိုပေးခြင်းတယ်ပေးနိုင်မဲ့အခြေအနေရှိသလားကိုပေးခြင်းတိုင်းနဲ့ပေးလို့ရတာမဟုတ်ဘူးနော်ပေးနိုင်ဖို့အခြေအနေပေးမှပေးလို့ရတာအဲ့ဒါကိုဆုံးဖြတ်စေခြင်းတယ်အဲ့တော့အခုဒီမိကွန်းဟာလည်းနောက်ဆုံးကြတော့ဒီအဖြေနဲ့တူတူပါပဲကို့မှာဘာပေးနိုင်တာရှိလဲဘယ်လိုနည်းနဲ့ပေးနိုင်မလဲထိထိရောက်ရောက်ပေးနိုင်ပါမလားတူးချင်းကနေပြီးတော့စဉ်းစားရမယ်ဥပမာကိုကနေပြီးတော့ဆရာဝန်ဆိုလို့ရှိရင်ကျမရေးဘက်မှာဘယ်လိုကူညီနိုင်မလဲဒါမှမဟုတ်ကိုကနေပြီးတော့ပညာရေးဘက်မှာစိတ်ပါဝင်စားရတယ်ဆိုရင်ပညာရေးဘက်ကနေဘယ်လိုကူညီနိုင်မလဲလက်တွေ့ကြကြစဉ်းစားပါအခွင့်အရေးတွေကဘာရှိလဲကူညီရမယ့်အခွင့်အရေးတွေနောက်ကိုကရောဘာပဲပြောပေါ့နော်တခြားဘာမှမလိုချင်ဘူးဆိုပေမဲ့လေကိုအလုပ်ကိုလုပ်တဲ့အလုပ်မှာတော့ကျင့်နှံ့မှုတော့လိုချင်ကြမှာပဲဒီကျင့်နှံ့မှုကိုရနိုင်မလားဆိုတော့တိတိကျကျစဉ်းစားပါကိုမျော်လင့်သလောက်မရနိုင်လို့ရှိရင်ရောဆက်ပြီးတော့ရပ်တည်နိုင်မလားဆိုတာကိုတိတိကျကျစဉ်းစားပါလက်တွေ့ကျကျပြောရမယ်ဆိုရင်တော့နည်းနည်းလေးတော့စမ်းကြည့်ပေါ့ဥပမာချက်ချင်းမဆုံးဖြတ်ခြင်းသွားပြီးတော့လဲတာတို့သွားပြီးတော့ကြည်တာတို့တခြားကိုလိုအရေးချင်းရှိတဲ့သူတယောက်ကနေပြန်ပြီးလုပ်တဲ့အခါမှာအဆင်ပြေလားဆိုတာကိုစုံစမ်းကြည့်တာတို့အဲ့ဒါမျိုးတွေလုပ်ပါလို့လက်တွေ့ကြကြချင်းကပ်ပါတိတ်စိတ်ကူးမရင်ပါနဲ့စိတ်ကူးရင်တယ်ဆိုတာဟာသူ့အချိန်နဲ့သူ့အခါတော့ရှိပါတယ်ဒါပေမဲ့ကျွန်မအမြဲပဲပြောတယ်မျောလင့်ချက်ဆိုတာတော့အလုံးနဲ့ဖြည့်ဆည်းရမယ်အဲ့တော့စိတ်ကူးရင်ယုံနဲ့မရဘူးဒီစိတ်ကူးရင်မှုကိုလက်တွေ့ကြကြဖြစ်အောင်လို့တိတ်တိချာချာမျက်စိဖွင့်ပြီးတော့မျက်စိစုံမှိတ်ပြီးတော့မဟုတ်ဘဲနဲ့မျက်စိဖွင့်ပြီးတော့ကြည့်ပြီးတော့ကိုရှောက်ချင်နေဆိုတဲ့လမ်းကိုရှောက်ရဲလားရှောက်နိုင်မှာလားဆိုတာကိုဆုံးဖြတ်ကြပါလို့ကျွန်မပြောချင်ပါတယ်ဒါ3ရက်ချေမှာလုတ်ခဲ့တဲ့3ရက်ချေမှာပါဝင်ခဲ့တဲ့ကလေးတွေတော့မဟုတ်တော့ဘူးနော်အရင်တော့ကလေးတွေရှိရမိကုန်မှာမြန်မာနိုင်ငံမှာကြံခဲ့တဲ့ကျွန်တော်တို့အဖွဲ့ဟောင်းတွေအတွက်ဘယ်လိုအခြေအနေနဲ့ရပ်တည်ကြမယ်ဆိုတာသိလိုပါတယ်တဲ့ဘယ်လိုအခြေအနေနဲ့ရပ်တည်ကြမယ်အဲ့ဒီမိကုန်ကိုကျွန်မမှန်တိတ်ပြီးတော့ရှင်းနားမလဲဘယ်လိုအခြေအနေနဲ့ရပ်တည်ကြမလဲဆိုတာအခြေအနေကတော့အမြဲပြောင်းနေတာပဲကိုကအခြေအနေတစ်ခုနဲ့ရပ်တည်မယ်ဆိုတာတော့ကျွန်မစိတ်ထဲမှာမရှိဘူးကိုရပ်တည်ချက်ဆိုတာဟာကိုဆွဲကင်ထားတဲ့ယုံကြည်မှုပဲအဲ့တော့ဘယ်လိုယုံကြည်မှုနဲ့ကျွန်မတို့ရပ်တည်ကြမယ်ဆိုတာပဲကျွန်မစဉ်းစားစီချင်ပါတယ်ကျွန်မတို့ကတော့တောက်လျှောက်မှာဒီမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလူ့ခွင့်ရေးရရှိရေးအတွက်လှုပ်တာဟာဘာဖြစ်လို့လှုပ်တာလဲဒါဒီမိုကရေစီဆိုတဲ့နာမည်လေးကလှလို့လည်းမဟုတ်ဘူးလူ့ခွင့်ရေးဆိုတဲ့အသုံးနှုန်းလေးကနားထောင်ကောင်းလို့လည်းမဟုတ်ဘူးဒီလိုအခြေအနေမျိုးဒီမူတွေအရလုံမှသာနေကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကတိတ်ခါရှိနဲ့ကမ္ဘာအလယ်မှာရပ်တည်နိုင်မယ်ကျမတို့ဟာတိတ်ခါရှိဖို့ဟာအစိုးရင်ကြောင်းကြမှုဟာလည်းကင်းဝေးရမယ်ဆင်းရဲမွဲတေမှုကလည်းကင်းဝေးရမယ်ကျမတို့တိုးတက်အောင်လို့ကျမတို့လုပ်နိုင်ရမယ်ကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်ရမယ်ဒီလိုယုံကြည်ချက်နဲ့ဒီနဲ့ကျမတို့ရပ်တည်ခဲ့ရတာပါအဲ့တော့3ယောက်ချဲဟောင်းနေပဲဖြစ်ဖြစ်ဘလူပဲဖြစ်ဖြစ်ဘယ်လိုယုံကြည်ချက်နဲ့ရပ်တည်မလဲဆိုတော့ကိုယ့်ဘာကိုယ်ဆုံးဖြတ်ရမယ်ကျမလူများကိုအားကိုးတာကိုသိမကြိုက်ဘူးကျမခဏပြောပါတယ်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းအားမကိုးပါနဲ့ကျမတို့ရေးပဲလည်းအားမကိုးပါနဲ့ကျမတို့ပုံကိုယ်အရာလည်းအားမကိုးပါနဲ့ဝိုင်းပြီးတော့ကူညီတာတော့ကျမတို့အင်မတန်မှကျေးဇူးတင်တယ်အင်မတန်မှတန်ဖိုးထားတယ်အားလုံးဝိုင်းပြီးတော့ယုံမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးကြပါနောက်ဆုံးကြတော့ကိုယ့်ရဲ့ခြေထောက်ပေါ်မှာကိုမတ်တက်ရမယ်ကိုယ်ကံကြမ္မာကိုဖန်တီးရမယ်ဒါကြောင့်ကျမတို့ဒီမိုကရေစီလိုလားတာပဲလူတိုင်းဟာကိုယ်ကံကြမ္မာကိုဖန်တီးပိုင်ခွင့်ရှိအောင်လို့
ဥပဒေဘောင်အတွင်းကတခြားသူတွေရဲ့အခွင့်အရေးတွေကိုမထိခိုက်တဲ့နီလန်းနဲ့ကိုယ့်ရဲ့ဘဝကိုဖန်တီးနိုင်အောင်လို့ကျမတို့လုပ်နိုင်တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီ3ယောင်ချဲဟောင်းနေပဲဖြစ်ဖြစ်တခြားသူတွေပဲဖြစ်ဖြစ်ကိုဘယ်လိုရက်တည်မလဲဆိုတာကိုယ့်ဘာကိုဆုံးဖြတ်ရမယ်နောက်ပြီးတော့ဒီရက်တည်ချက်ကိုခိုင်အောင်လို့ကိုယ့်ဘာကိုစူးစမ်းယူရမယ်ဘာမှတော့လွယ်လွယ်မရဘူးเนาะအဲ့ဒါတော့အားလုံးသိပြီးသားလို့ကျမထင်ပါတယ်နိုင်ငံခြားမှာတဲ့အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိပြီးအခြေချနေထိုင်သူဗမာတွေအများပြားရှိနေကြပါတယ်တဲ့အချို့လည်းရောက်နေတဲ့နိုင်ငံမှာနိုင်ငံသားခံယူပြီးရပ်တည်နေကြပါပြီဒီလိုလူတွေသူတို့ရဲ့မျိုးဆက်တွေမြန်မာပြည်မှာပြန်လည်နေထိုင်မယ်ဆိုရင် dual citizenship ပေါ့အန်တီရဲ့သဘောထားကိုသိကျင်ပါတယ်တဲ့ဒီလို dual citizenship ပေါ့နော်နိုင်ငံနိုင်ငံမှာနိုင်ငံသားခံယူနိုင်တဲ့အခွင့်အရေးဆိုတာနိုင်ငံတိုင်းပေးတာမဟုတ်ပါဘူးဒီအနောက်နိုင်ငံတွေဖြစ်တဲ့တချို့ဒီမိုကရေစီနိုင်ငံတွေမှာဘာမှဒီအခွင့်အရေးမပေးနိုင်ပါဘူးမပေးပါဘူးအဲ့ဒီတော့ဒီလိုအခွင့်အရေးပေးမပေးဆိုတာဟာနောက်ဆုံးကြတော့မြန်မာနိုင်ငံသူနိုင်ငံသားအများအပြားဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်ဒါကကျမတယောက်တည်းဆုံးဖြတ်မှလည်းမဟုတ်ဘူးကျမရဲ့ပါတီလည်းဆုံးဖြတ်မှာမဟုတ်ဘူးအဲ့တော့ဒါအများရဲ့ဆန္ဒအရဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်အဲ့တော့ဒါနဲ့ပတ်သက်လို့ကျမပြောချင်တာဟာဒီနိုင်ငံတနိုင်ငံရဲ့တရားဝင်နိုင်ငံသားဖြစ်မှအဲ့ဒီနိုင်ငံကိုအကျိုးပြုနိုင်တာမဟုတ်ပါဘူးလို့ကျွန်မပြောပြစီမြန်မာနိုင်ငံသားမဟုတ်တော့လို့မြန်မာနိုင်ငံကိုအကျိုးပြုနိုင်မှာမဟုတ်ဘူးဆိုပြီးတော့အားငယ်တဲ့စိတ်မရှိပါနဲ့နောက်ပြီးတော့လေငါတို့ကဗမာနိုင်ငံသူနိုင်ငံသားမဟုတ်တော့လို့မြန်မာနိုင်ငံကိုအကျိုးပြုဖို့တာဝန်မရှိဘူးဆိုတဲ့စိတ်မျိုးလည်းမထားပါနဲ့ကိုယ့်ရဲ့ဇစ်မြစ်ဆိုတာဇစ်မြစ်ပဲဘယ်လို့မှဒါကိုညှင်းလို့မရဘူးကိုဟာဗမာပြည်ကဒီမြန်မာနိုင်ငံကပွားလာတဲ့လူမွေးဖွားပြီးတော့ရောက်လာတဲ့သူဆိုတာဘယ်လို့မှပြောင်းလို့မရအောင်ဒါဟာအမြဲဖြစ်နေမှာပဲဒီတော့ကိုယ်အနေနဲ့ဒီနိုင်ငံကိုပြန်ပြီးတော့အကျိုးပြုခြင်းတယ်ဆိုလို့ရှိရင်အကျိုးပြုနိုင်တဲ့နည်းတွေရှိပါတယ်ပြုလို့ရပါတယ်ဒါပြီးတော့ငါတို့ကဒီနိုင်ငံနဲ့မဆိုင်တော့ဘူးဆိုပြီးတော့ပစ်ထားတဲ့ခါမျိုးလဲကျွန်မမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါအခြေခံဘာလဲဆိုတော့ကျွန်မအမြင်မှာပေါ့နော်ဒါကျေးဇူးတရားမဲ့တယ်လို့ကျွန်မထင်တယ်အဲ့တော့ကိုယ့်ကိုမွေးထုတ်လိုက်တဲ့နိုင်ငံရဲ့ကျေးဇူးတရားကိုမေ့သွားတဲ့သူများဟာကိုယ့်ကိုမွေးစားတဲ့နိုင်ငံအပေါ်မှာတကယ်ကျေးဇူးတရားရှိနိုင်ပါမလားလို့ကျွန်မအမြဲပဲဒီမေးခွန်းကိုထုတ်ပါတယ်ကျမတို့မြန်မာနိုင်ငံကအပြင်ဘက်ကိုရောက်သွားတဲ့သူအားလုံးဟာကိုယ့်ကိုလက်ခံလိုက်တဲ့နိုင်ငံကိုယ်နိုင်ငံသားခံယူလိုက်တဲ့နိုင်ငံပေါ်မှာကျေးဇူးတရားသိရမယ်ကျွန်မစောစောကလည်းဒီကိစ္စပြောသွားပါတယ်အဲ့ဒီအတိုင်းပဲကိုယ့်ကိုမွေးထုတ်ခဲ့တဲ့နိုင်ငံပေါ်မှာလည်းကျေးဇူးတရားသိပါကျွန်မပြောချင်တာတချို့ဟာပေါ့နော်မိဘရဲ့ရင်ခွင်ကနေပြီးတော့ထွက်သွားပြီးတော့အိမ်တောင်ကြတဲ့အခါကြလို့ရှင်ကိုယ့်အိမ်တောင်အတွက်ကိုတာဝန်ယူရမှာစဉ်းစားရမှာဒါသဘာဝကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မိဘတွေကိုပြစ်ထားမယ်ဆိုလို့ရှင်လည်းဒါမသင့်တော်ပါဘူးအဲ့တော့ဒီလိုပဲစဉ်းစားစေချင်ပါတယ်ကျမတို့နိုင်ငံဘယ်လိုပဲပြောကျမတို့မြန်မာနိုင်ငံကနေပြီးထွက်လာတဲ့လူအားလုံးဟာကိုယ့်ရဲ့အမိနိုင်ငံကိုတော့မမေ့ကြပါနဲ့လက်တွေ့ကြဘာမှမလုပ်ပေးနိုင်ရင်တောင်မှမေတ္တာနဲ့ဂရုဏာနဲ့တော့သတိရပါလို့ကျွန်မပြောချင်ပါတယ်နောက်ပြီးတော့ကိုမွေးကိုအခုနေတဲ့နိုင်ငံပေါ်မှာလည်းကျေးဇူးသိပါမေတ္တာထားပါဂုဏ်ယူပါဟာဒီဟာတားကြပြပဲမိကုန်းပါရလားမသိမိကုန်းမပါဘူးရှင်နဲ့တားကြပြပါလားအော်မိကွန်းအော် your vision and health reforms တဲ့အဲ့ဒါကျမရေးနဲ့ပတ်သက်လို့ပြုပြင်ပြောင်းလဲရေးဆိုတာဘာအတွက်ဖြစ်ရမှာလဲကျမတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ကျမရေးပို့ပြီးတော့ကောင်းလာဖို့ပဲဖြစ်ရမယ်အဲ့တော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေကျမရေးပို့ပြီးတော့ကောင်းလာဖို့ဆိုရင်အခြေခံလူဒန်းစားပေါ့နော်ဒီ
အစင်းရဲဆုံးလူဒန်းစားအတွက်ကျန်းမာရေးစောင့်ရှောက်မှုဟာအရေးကြီးတယ်လို့ကျွန်မမြင်တယ်။ဘာဖြစ်လို့ဆိုချမ်းသာတဲ့လူတွေကတော့ဘယ်တော့မှပြဿနာမရှိဘူး။စင်ကာပူသွားကူမလားဘယ်သွားကူမလားကူလို့ရတယ်။ဒါပေမဲ့ကျမတို့ရဲ့ပြည်သူပြည်သားအများစုကတော့ဒီလိုအခွင့်အရေးတွေမရှိဘူး။အဲ့တော့ကျမတို့နိုင်ငံမှာကျန်းမာရေးနဲ့ပတ်သက်လို့ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုလို့ရှိရင်အောက်ခြေကလူတွေအတွက်စပြီးတော့လုပ်ရမယ်လို့ကျမယုံကြည်ပါတယ်။အဲ့ဒီယုံကြည်ချက်ပေါ်မှာအခြေခံပြီးတော့ကျမတို့မူဝါဒတွေချသွားကြပါတယ်ဒီကြပြအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်ယူသွားလိုက်မယ်ပြန်သွားပါကျွန်တော်ပြင်လိုက် Happy belated birthday sir thank you ဒီမှာတော့ဒီဟာကအရင်ရေကူးလာတဲ့ဟိုဂျွန်ရက်တော့အကြောင်းမေးတာပါ Do you think you have been played ဆိုတာဒါသူတို့အကွက်ဆင်တာလားလို့မေးတယ်လို့ကျွန်မထင်ပါတယ်ဒီဟာတော့ကျွန်မမသိပါဘူးကျွန်မရိုးရိုးသားသားပြောရမယ်ဆိုလို့ရှိရင်တော့ဒါသူ့စိတ်ကူးစိတ်တန်းအရာသူရေကူးပြီးတော့လာတာလို့ကျွန်မထင်ပါတယ်ဒါကျွန်မထင်ပေါ့နော်ကျွန်မမှားရင်လည်းမှားမယ်ဟိုဘလူးကမှသူ့ကိုအားပေးတယ်ဆိုလို့ရှိရင်လည်းသူ့မိတ်ဆွေအတိုင်းဝိုင်းတွေကလည်းအားပေးမှာပေါ့ဘာဖြစ်တယ်လဲလှုပ်ကြည့်ပါလားရောက်ရင်လည်းရောက်မှာပေါ့လို့အဲ့လိုအားပေးတာတော့ရှိရင်ရှိခဲ့မှာပေါ့ဟိုဒါအကွက်ကြီးဆင်ပြီးတော့လုပ်တယ်လို့တော့ကျွန်မမထင်ပါဘူးဒါကျွန်မမှားရင်လည်းမှားမယ်ပေါ့နော်ကျွန်မသူ့တိတ်လည်းသိတာမဟုတ်ဘူးအဲ့ဒီတခဏအိမ်မှာလာတော့တွေ့ရတဲ့အရာတော့ဒါသူတဲ့ဟိုတရားရုံးမှာထွက်ဆိုခဲ့တာပဲဖခင်သခင်ရဲ့ခိုင်းစေချက်အရာသူလုပ်ပါတယ်ဆိုတော့ဒါကျွန်မဒီအတိုင်းပဲသူယုံကြည်တယ်လို့ကျွန်မထင်ပါတယ်ဟောရည်လားဗမာပညာရေးကိုတဲ့အန်တီအနေနဲ့ဘယ်လိုမြင်ပါသလဲဒီမှာတော့ဟို Burmese education လို့ရေးထားတယ်အဲ့တော့ကျမအခုနည်းနည်းတိုက်တွန်းပြစေမြန်မာကိုယ့်ရဲ့ဘာသာစကားကိုမမေ့ပါနဲ့တတ်နိုင်သမျှကိုယ့်ရဲ့ဘာသာစကားကိုပြောပါအဲ့တော့ကျမပြောချင်တာကလေကိုရောက်နေတဲ့နိုင်ငံရဲ့ဘာသာစကားကိုကိုကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ဆိုတာဟာအရေးကြီးပါတယ်ဒါပေမဲ့ကျမမိမိသင်ခဲ့တဲ့ဟာလေးတစ်ခုပြန်ပြောပြစီမိမိကအမြဲပဲပြောတယ်အင်္ဂလိပ်လိုပြောချင်လည်းအင်္ဂလိပ်လိုပြောဗမာလိုပြောချင်လည်းဗမာလိုပြောဟိုရောဒီရောမရောနဲ့ပေါ့နော်ဘာဖြစ်လို့ကျမဒီမေးတဲ့သူကစိတ်မရှိပါနဲ့နော်ကျမပြောချင်တာဟာ Burmese education ဆိုတာဟာမြန်မာနိုင်ငံပညာရေးလို့ပြောရတာအင်မတန်လွယ်ပါတယ်ဒါခက်တဲ့ဟာမဟုတ်ပါဘူးအဲ့တော့တတ်နိုင်သမျှဗမာစကားကိုပြောတဲ့ခါကျရင်ပြီးပင်ပြောစေချင်ပါတယ်ကျွမ်းကျွမ်းကျင်ကျင်ပြောစေချင်ပါတယ်တခြားနိုင်ငံတစ်ခုရဲ့ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်တတ်တာဂုဏ်ယူစရာဆိုတော့မှန်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘာသာစကားကိုမေ့တယ်ဆိုတာဂုဏ်ယူစရာလုံးဝမဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောပြရစီတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကိုဘယ်လိုမြင်သလဲဆိုတော့အရေးချင်းမှီတဲ့ဆရာဝန်တွေရှိဖို့ဆိုတော့ပညာရေးဆိုတာတော့ဆရာဝန်တွေနဲ့တင်ဆိုင်တာမဟုတ်ပါဘူးအားလုံးနဲ့ဆိုင်တာပါပညာဆိုတာအမျိုးမျိုးရှိပါတယ်ဆရာဝန်ပညာလည်းရှိတယ်အင်ဂျင်နီယာပညာလည်းရှိတယ်ကျမတို့ပညာရေးနဲ့ပတ်သက်လို့အရေးကြီးဆုံးဟာဆရာဝန်တွေမဟုတ်ဘူးကျောင်းဆရာမတွေလို့ကျမပြောပြရစီပြီးတော့ကျမတို့အနေနဲ့အရေးအချင်းမှီတဲ့ဆရာမတွေခေါ်ထုတ်ဖို့အရေးချင်းမှီတဲ့ဆရာမတွေတွင်တင်လေ့ကျင့်ပေးဖို့ကိုအဓိကအခုထားပြီးတော့လုပ်ဖို့စီစဉ်ထားပါတယ်လို့ပြောပြရစီကျေးဇူးတင်ပါတယ်နောက်မှာ
How can you promote ways for Burmese professionals to have a dialogue with professionals in Burma to match skill sets so that we can contribute to the development of Burma? ဒီဟာတော့အခုချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့လွတ်လွတ်လပ်လပ်တယောက်နဲ့တယောက်ဆက်သွယ်နိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။အဲ့ဒီတော့ဒီကတော့ဆရာဝန်တူရှိကလာတာပါ။အဲ့တော့ဆရာဝန်အချင်းချင်းဆက်သွယ်နိုင်တဲ့အခွင့်အရေးတွေလည်းအခုအများကြီးရှိလာပါပြီ။ကျမတို့နိုင်ငံမှာဘာအပြောင်းလဲတွေရှိလာလဲဆိုလို့ရှိရင်ပို့ပြီးတော့ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတာတော့ဒါကျမတို့ညင်းလို့မရပါဘူး။အထူးသဖြင့်ဆက်သွယ်ရေးဘက်မှာဆိုလို့ရှိရင်ကျမတို့ပွင့်ပွင့်လင်းလင်းပို့အရင်တုန်းကလို့ပို့ပြီးတော့ဆက်သွယ်နိုင်ပါတယ်။ကျမဥပမာပြောရမယ်ဆိုရင်1988ခုနှစ်ကနေစပြီးတော့2011ခုနှစ်ပေါ့နော်2010ပေါ့ကျွန်မလွတ်တဲ့အချိန်အထိကြားထဲမှာစာတိုက်ကနေတဆင့်ကျွန်မကိုပေးလိုက်တဲ့စာတွေပါဆယ်တွေမှာကျွန်မကိုရောက်တာဆိုလို့ရှိရင်အားလုံးကိုလက်တစ်ဖက်ကလက်ချောင်းနေနဲ့ရည်လို့ရတယ်9ခါလောက်တည်းပို့ပြီးတော့မရောက်ဘူးစာ9ဆောင်လောက်တည်းပို့ပြီးတော့မရောက်ဘူးဒါဒီအနှစ်ဒီလောက်နှစ်ပေါင်းများစွာကြားတဲ့အထက်မှာဒါပေမဲ့အခုကျွန်မလွတ်ပြီးနောက်ပိုင်းမှာတော့စာတိုက်ကနေတဆင့်စာတွေရောက်လာတာရှိပါတယ်အားလုံးရောက်မရောက်တော့ကျွန်မမသိဘူးပေါ့နော်ရောက်တော့ရောက်နေပါတယ်အဲ့တော့အခုဆိုလို့ရှိရင်ပို့ပြီးတော့ဆက်သွယ်ရေးဟာလမ်းကြောင်းမှာပို့ပြီးတော့လွယ်ကူပါတယ်ပို့ပြီးတော့လုံနိုင်ကိုင်နိုင်တဲ့အခြေအနေမှာရှိပါတယ်ဒီတော့ကိုအချင်းချင်းပထမဆက်သွယ်စေခြင်းနဲ့ဥပမာဆရာဝန်တွေဆိုလို့ရှိရင်ဆရာဝန်အချင်းချင်းဆက်သွယ်ပြီးတော့ဆရာဝန်အချင်းချင်းဘယ်လိုပုံစံနဲ့လုံရည်ကိုင်ရမြင့်တင်နိုင်အောင်လို့ကူညီနိုင်မလဲဆိုတာကိုဆွေးနွေးစေခြင်းပါတယ်ကျောင်းဆရာမဆိုဆရာမအချင်းချင်းပေါ့ဥပမာဆိုရင်တက္ကသိုလ်ဆရာမတွေဆိုတက္ကသိုလ်ဆရာမအချင်းချင်းအဲ့ဒီလိုဓာတ်ရိုက်ကိုနဲ့တူတဲ့အလုပ်လုပ်နေတဲ့သူချင်းချင်းဆက်သွယ်တဲ့နည်းနဲ့လည်းလုပ်လို့ရပါတယ်နောက်တစ်ခုကလည်းကျမတို့လိုပေါ့နော်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့တခြားလူမှုရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီးတော့လဲကျမတို့အနေနဲ့ကျမရေးဘက်မှာဘာလုပ်နေသလဲအဲ့ဒီဘက်မှာဘယ်လိုကူညီနိုင်မလဲဒါတချို့အဖွဲ့အစည်းတွေအနေနဲ့ပညာရေးဘက်မှာဘာလုပ်နိုင်မလဲနေလဲကျမတို့ရဲ့ဒီမိုကရေစီကွန်ရက်မှာဆိုရင်ပညာရေးကွန်ရက်ဆိုတာလည်းရှိပါတယ်အဲ့ဒီလိုဆက်သွယ်ပြီးတော့မင်းမြန်းပြီးတော့ညှိနှိုင်းပြီးတော့လုပ်လို့ရပါတယ်ဒါနောက်ဆုံးတစ်ခုဆိုအသေးလေးရွေးထားတယ်ဒါမေးခွန်းမဟုတ်ဘူးThis is a present from an Iranian Green Movement supporter. Our aim is freedom and human rights for all. Thank you very much. So, asato mego to kuche lai pame. Da mego maholuwa. Mesu go de yan chicken yan lisa pi mi cha po ni ba de jwe su pyu bi Islam ba da ko make phait khaw ba de lat ma khan nai yin le jesu pyu bi Islam ba da ye ubade ko lesa lai na pe ba lo taung so phait khaw lo chin ba de de ကျမကတော့ဘာသာတရားတိုင်းကိုလေးစားပါတယ်ကိုယ့်ရဲ့ဘာသာတစ်ခုတည်းကိုလေးစားလို့မဖြစ်ပါဘူးဘာဖြစ်လို့ကျမတို့ရဲ့ကဘာကြီးမှာဆိုလို့ရှိရင်ဘာသာမျိုးစုံရှိပါတယ်လူမျိုးမျိုးစုံရှိပါတယ်အခုလိုဒီနိုင်ငံမှာလာနေတဲ့ကျမတို့နိုင်ငံကရောက်လာတဲ့ပုံကိုယ်တွေဆိုရင်ဒီနိုင်ငံဟာအခုခေတ်တော့ဘာသာပေါင်းစုံရှိတယ်ဆိုပေမဲ့ထုံးတမ်းစင်လာအရခရိယန်နိုင်ငံဖြစ်ပါတယ်ခရိယန်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခရိယန်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံမှာလည်းကိုယ့်ရဲ့အခွင့်အရေးတွေကိုလေးစားတယ်ကိုယ့်ရဲ့လွတ်လပ်မှုကိုလေးစားတယ်ကာကွယ်ပေးတယ်ဆိုရင်ဒါကျမတို့ဟာအသိမှတ်ပြုရမယ်ကျမတို့ဒီဟာကိုတန်ဖိုးထားရမယ်လေးစားရမယ်ထို့အတိုင်းပဲဘာသာပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ကိုးကွယ်တဲ့ဘာသာကိုလူမျိုးတစ်ခုကိုပဲတန်ဖိုးထားမယ်ကိုလူမျိုးနဲ့ကိုဘာသာကိုပဲကိုကလေးစားမယ်ကိုလူမျိုးနဲ့ကိုဘာသာကလွဲလို့တခြားလူမျိုးတခြားဘာသာဝင်တွေကိုမလေးစားဘူးတန်ဖိုးမထားဘူးဆိုလို့ရှိရင်ကျမတို့ကဘာကြီးအတွက်အင်မတန်မှဝန်းသားစေဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဘာသာကိုလေးစားသလိုကိုယ့်ရဲ့လူမျိုးကိုတန်ဖိုးထားသလိုတခြားဘာသာဝင်တွေကိုလည်းကျမတို့လေးစားရမယ်ကျမတို့အနေနဲ့နားလည်မှုရှိရမယ်ကိုနဲ့မတူလို့မကောင်းဘူးဆိုတဲ့အမြင်ဟာမမှန်ပါဘူးကျမတို့သဘောထားကြည့်ရမယ်ဒီကဘာကြီးမှာဒီလောကကြီးမှာ
နေတဲ့ပုရုဇဉ်လူသားအားလုံးဟာဒုက္ခဆင်းရဲနဲ့ရင်ဆိုင်ပြီးတော့ရုန်းကန်နေရတဲ့ရုန်းကန်နေကြရတာကြီးပါပဲအဲ့ဒီတော့လူသားချင်းစာနာတဲ့စိတ်နဲ့ကျမတို့တူပေါ်တူမြင်စေခြင်းနဲ့ခွဲခြားဆက်ဆံမှုတဲ့ကိုဒီနှစ်ဦးမကောက်ဘူးပေါ့နော်အမြဲဘာသာဆိုတာနှစ်မျိုးတည်းရှိတာမှမဟုတ်ပဲဘာသာပေါင်းစုံလူမျိုးပေါင်းစုံကြားထဲမှာဘယ်လိုပြေလည်အောင်လုပ်နိုင်မလဲဆိုတဲ့အတွေးခေါ်တွေနဲ့ဆက်ဆံကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ် Dosu, if you will allow me, I'll just say a few words now about Prospect Burma. This was a charity that Dosu's very close friend, Lady Patricia Gore Booth, who sadly died in February this year, and her stepmother, Evelyn Aris, set up more than 20 years ago, and Dosu has very kindly and generously supported us ever since. And in those 20 years, the charity has given out about 1,500 scholarships. And some of the scholars of today's crop are with us here today. And you think about it, 1,500 scholars, that would fill the whole of this ground floor of the Royal Festival Hall. That is a tremendous investment in Burma's future. And each one of these alumni have signed a pledge to come back to Burma and put their hard-won skills to good use for the country. And many of them are now thinking about doing so, and some of them have already done so. And I just want to very quickly talk about one particular case of a scholar called Sasa, who we helped train up as a medical student in Armenia. And after qualification, he went to the Indian border and set up a mobile health clinic, and this health clinic trained up healthcare workers from Chin State. And in the last few months, he's been able to actually work in Chin State, bringing healthcare advice to over 400 villages, with, I might say, the strong support of the new Chief Minister of Chin State. And the advice is often very simple, drink plenty of clean water. And just that has already saved a lot of lives from dysentery and malaria. In England, we used to say an apple a day keeps the doctor away. I think in Chin State, it should be plenty of water a day keeps the doctor away. Anyway, he's going great guns and hopes to completely cover Chin State with these healthcare clinics and possibly then move on to Rakhine State and Kachin State. So if I could ask Sasa, who I think is sitting here close by, to stand up, let us please all give him a round of applause. Okay, ဒီနေ့လေးများအမေကိုပန်းဆက်မဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဒါကဒီနေ့များစင်မောတက်ခဲ့ကြပါ။ ဟုတ်ကဲ့ကုသမယ် ဟုတ်ကဲ့လက်ခုပ်တီဟုတ်ကဲ့အားပေးတော့အားပေးကြပါခင်ဗျာ
ဟုတ်ကဲ့ခင်ဗျာတားငယ်သမီးငယ်များကနေပြီးတော့သူတို့ဖွားဖွားစုကိုကျွန်တော်တို့ပန်းလက်ဆောင်များပေးရပြီးတဲ့အခါမှာကျွန်တော်တို့အခုတဖန်တင်ဆက်မဲ့အစီအစဉ်ကတော့ကျွန်တော်တို့ကိုကြီးကိုစားကနာကိုယ်တိုင်ရေးဆက်ခဲ့တဲ့အမေစုကိုတိုင်းရင်းသားများကကြိုဆိုတဲ့သချင်းဖြစ်ပါတယ်ဒီသချင်းကိုကျွန်တော်တို့ဒီလန်ဒန်မြို့မှာရောက်နေတဲ့မြန်မာမိသားစုတိုင်းရင်းသားမောင်မယ်များနဲ့အတူနိုင်ငံကျော်ဆိုတော်အန်တီဒေါ်မမအေးကိုယ်တိုင်ကနေပြီးတော့တီဆိုပြီးတော့ဒီအန်တီရဲ့ခီးစဉ်မှာဂုဏ်ပြုမှာဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်အန်တီဒေါ်မမအေးစင်မြင့်မော်ကိုကြွပါရန်ကျွန်တော်တို့ရိုသေးစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအန်တီကြွပါခင်ဗျာ
လို့မြည်တွင်နဲ့မွန်းလို့ထားနေမှာချမ်းချမ်းသာချမ်းချမ်းသာစင်မဲလေးလာလာ ယေစုကိုလူတိုင်းကြည်ညိုမွန်တိုင်းရင်လာလေပါယေစုကိုလူတိုင်းကြည်ညိုမွန်တိုင်းရင်လာလေပါ အမြဲတမ်းချမ်းသာစိတ်လေးပျော်ရွှင်ချမ်းသာဒုက္ခပြေဝပါစေခြင်း ရိုးမတောင်တွင်မြင်မာလေးကိုရဲ့ခိုင်တာလွမ်းမြေစင်မဲလေးလာလေစင်မဲလေးလာလေရိုးမတောင်မြေမြင်မာလေးကိုရဲ့ခိုင်မြေတာလွမ်းမြေစင်မဲလေးလာလေစင်မဲလေးလာလေသောစုပေါ်ချစ်တာတွင်လက်တရားညောင်းလေးမပြောင်းလဲပါပဲ မြဲတမ်းချမ်းသာစိတ်နဲ့ပျော်ရွှင်ချမ်းသာဒုက္ခပြေဝပါစေ ဟိုရှိကစီဉဏ်ဘာလန်လေးလေး
ဟုတ်ကဲ့ခင်ဗျာယခုတမန်ထပ်မံပြီးတော့တင်ဆက်မဲ့အစီအစဉ်ကတော့ကျွန်တော်တို့ဒီမိုကရေစီခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုတဲ့အမျိုးသားကဗျာဆရာခေတ်ဆန်းကဗျာဆရာကြီးဆရာဇော်ကြီးရဲ့ဘေရာလန်းဆိုတဲ့သချင်းဖြစ်ပါတယ်ခင်ဗျာဒီဘေရာလန်းသချင်းကိုအန်ဒီရဲနဲ့အတူတီဆိုမဲ့မနှင်းကေသွဲစင်မောကိုကြွပါခင်ဗျာဟုတ်ကဲ့အန်ဒီရဲကြားပြစီခင်ဗျာခြူစားတော်မူကြပါခင်ဗျာမြောင်မြဲ
ကိုကြီးကိုတန်လာရဲ့ဟုတ်ကဲ့ခင်ဗျာဒီကနေ့ကတော့ကျွန်တော်တို့ UK နိုင်ငံရောက်နေတဲ့မြန်မာမိသားစုတွေအတွက်တကယ့်ကိုသမိုင်းစာမျက်နှာတွေဖွင့်လှစ်လိုက်လို့ပါပဲခင်ဗျာဟုတ်တယ်မလားခင်ဗျာအဲ့တော့ကျွန်တော်တို့ဟိုမြစ်တာတရားအောင်မြင်တဲ့နေ့ပါပဲမြစ်တာတရားအောင်ပွဲရတဲ့နေ့ပါပဲဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီနိုင်ငံကျော်ရွာသားကျော်တီတီမောင်မောင်နဲ့အတူတွဲဖက်ပြီးတော့ကျွန်တော်တို့ဒီတိခတ်တဲ့ဒီအမှုပညာရှင်ကတော့ကျွန်တော်တို့ဒီအင်္ဂလန် UK နိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ဆရာဦးလာဘူးဖြစ်ပါတယ်ခင်ဗျာဒေါက်တာဦးလာဘူးကိုကျွန်တော်တို့လက်ခုပ်ဩဘာများချီးမြှင့်ပေးပါရန်ကျွန်တော်တို့လေးစားစွာဟုတ်ကဲ့ပန်ကြားပါတယ်ခင်ဗျာဆရာဦးလာဘူးဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုသာနာရေ အချိန်လေးတွေရှိလို့လည်းလုပ်ပါမယ်ဗျအဲ့တော့ကျွန်တော်တို့တိုက်ပြည်လဲကောင်းတဲ့အချိန်ကိုရောက်လာပါပြီဒါပေါ့ဗျာအဲ့တော့ဟိုခေဟောင်းကတချင်းအကောင်းလေးတစ်ပုဒ်နဲ့ပရိသတ်ကိုလည်းနှုတ်ဆက်ရင်းကျွန်တော်တို့ရဲ့အမေတော်ဆန်းစုကြည်ကိုလည်းကြော့ရင်းခစ်စန်းကြိမ်လို့အမည်ရပါတယ်ခင်ဗျဟုတ်ကဲ့ကြားပါရစေခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒါအန်တီအေးရပဲကိစန်းချိန်တချင်းကိုတီဆိုချင်းမြန်မာမယ်မော်တယ်လို့တော့မထားပါနဲ့ဒီတချင်းရဆိုလို့ရှိရင်ကျွန်တော်တို့ညီမလွတ်လိုက်ရေးကြိုးပမ်းမှုကာလမှာအင်မတန်ထင်ရှားခဲ့တဲ့ဒါကျွန်တော်တို့တချင်းတစ်ပုတ်ဖြစ်ပါတယ်အခုချိန်မှာလည်းကျွန်တော်တို့နောက်ထပ်မော်ရင်လည်းပဲကျွန်တော်တို့ဝိုင်တိုက်ဆိုတိုက်ပါမယ်ဟေးဘယ်နဲ့လူကြီးကိုကျွန်တော်တို့အင်္ဂလန်ပြည်ရောက်နေတော့ဒါဝိုင်ရင်ကျေးမှုနဲ့နီးစပ်ပါတယ်ဟေးဘယ်နဲ့လူကြီးကိုသွားပြီးတော့အန်တီမတောက်တော့ဘူးဝိုင်ဝီစကီပြောင်းတောင်းနေတာဟေးโอเคဒီရဲ့ခစ်စန်းချိန်ဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့မြန်မာပြည်ကြီးခစ်စန်းချိန်ရောက်ပါပြီလို့အားလုံးစိတ်နှလုံးသွင်းလို့သာနားဆင်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျမတို့ရှေ့ရှေ့ကဗမာပြည်တို့ဘရင်တွေစိုးမိုးအုပ်ချုပ်ခဲ့ရသည်ဝေဝေစီသည်ရွှေငွေလီလီဝေဝေစီသည်တာရီဇာနေမင်းလောက်ခဲ့တဲ့နေပြည်ဝေဝေစီသည်ရွှေငွေလီလီဝေဝေစီသည်တာရီဇာနေမင်းလောက်ခဲ့တဲ့နေပြည်ရွှေဘုံရွှေနာရွှေဘဟောစီလာများကိုမကြောက်ရကြာလေ53နှစ်ကျော်မြကြာခဲ့လေပြီရွှေဘုံရွှေနာရွှေဘဟောစီလာများကိုမကြောက်ရတော့သုံးလေးကျော်မြကြာခဲ့လေပြီသူရိမဲလို့ကဝိနာပညာရှိတို့တိုက်လပေါင်းတေတွေညှိုးခဲ့ပြီငကားမွေကိုခါတွေဖမ်းလိုက်ပြီကြာပရင်ကိုတာသမင်းဖမ်းလိုက်ပြီကြောင်တဲ့တုတ်ကိုကျွဲ့အောင်နေလို့ချီတို့မှာပြည်စားတာဆံမှာပွင့်လောင်းလာရပြီဘုံတေသာတဝါမလွမ်းပြီစာသူတွေနဲ့ညီမမေ့နိုင်သည်ခေတ်ဆန်းချိန်ရောက်လို့နေပါပြီ
ခက်တန်လာရပြီဝိကြဆင်ရပါပြီတို့ဗမာဖြင်းပင်ဒီတို့ဗမာဖြင်းပင်ဒီအမောအကြွားအတုအပတခုမှမရှိရပါပြီခုမှသတိရလေတော့သည်တို့ဗမာပြည်ဇာတာဆံမှာပွင့်လန်းလာခဲ့ပြီဘုံတေသာသဘာမနှွမ်းပြီးစာလိုတွေနဲ့ညီမမေ့နိုင်ဘူးခေတ်ဆန်းရင်ရောက်လို့နေပါပြီမာရမောစေရိုက်စုရ အမျိုးသားတွေနှုတ်ကြလာကြပြီကြိုးစားရှာကြပြီကိုညီညာဝိုင်းလို့တို့တိုင်းတို့ပြည်တို့တိုင်းတို့ပြည်ตายာစေဖို့ဒီအမျိုးသားတွေနှုတ်ကြလာကြပြီကြိုးစားရှာကြပြီကိုညီညာဝိုင်းလို့တို့တိုင်းတို့ပြည်တို့တိုင်းတို့ပြည်ตายาစေဖို့ဒီအနစ်နာခံကကဘာမြေတဝမ်းမှာဗမာတွေစင်းဝင်ဖြစ်စေမည်တိုင်းပြည်ကျိုးတော်နှိုးတော်လိုက်ပါသည်တို့ဗမာပြည်သာတာဆံမှာပွင့်လန်းလာခဲ့ပြီဘုံတေသာသဘာလွန်ပြီးစာလိုတွေနဲ့ညီမမေ့နိုင်ဘူးခေတ်ဆန်းရင်ရောက်လို့နေပါပြီ မာလာတော်ပြီမာလာခင်ဗျာ အမျိုးသားတွေနှိုးကြလာရပြီကြိုးစားရှာရပြီကိုငင်ညာဝိုင်းလို့တို့တိုင်းတို့ပြည်တို့တိုင်းတို့ပြည်ตายာစေဖို့ဒီအမျိုးသားတွေနှိုးကြလာရပြီကြိုးစားရှာရပြီကိုငင်ညာဝိုင်းလို့တို့တိုင်းတို့ပြည်တို့တိုင်းတို့ပြည်ตายาစေဖို့ဒီအနစ်နာခံကဗမာတွေတွေ့မှာဗမာတွေစင်းဝင်ဖြစ်စေမည်တိုင်းပြည်ကျိုးတော်နှိုးတော်လိုက်ပါသည်တို့ဗမာပြည်ဇာတာဆံမှာပွင့်လန်းလာခဲ့ပြီဘုံတေသာသဘာမနှောပြီးစာလိုတွေနဲ့ညီမမေ့နိုင်ဘူးခေတ်ဆန်းရင်ရောက်လို့နေပါ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်အန်ဒီခင်ဗျာကျွန်တော်တို့ပြည်လည်းခစ်စန်းချိန်ကိုရောက်ပါစေလို့ကျွန်တော်တို့လည်းဆန္ဒပြုပါတယ်ကဲပရိသတ်ကြီးကိုလည်းနှုတ်ခွန်းတော်ဆက်ရင်းကျွန်တော်တို့ရဲ့အမေဒေါ်ဆန်းစုကြည်ကပရိသတ်ကိုနှုတ်ခွန်းဆက်စကားလေးမွေးချပေးမှာဖြစ်ပါတယ်ခင်ဗျာ Each day in Britain has been a very special day for me. Each day is different, each day is memorable. And today I would like to thank all of you who have helped to make this day its own memorable one. I would like to thank, first of all, the venerable members of the Sangha who have graced this occasion, the audience who are actually participants in this whole ceremony, those who've organized this occasion, all the musicians, the vocalists, the dancers, everybody who has joined in to make this a truly Burma in Britain Day. Thank you all very much.
ပါတယ်ပါခင်ဗျာ လာပါလေးဇာနီတို့လားအန်ဒီ ဟုတ်ကဲ့ခင်ဗျာယခုချိန်မှာစတင်ပြီးကျွန်တော်တို့လူထုကောင်းဆောင်တော်ဆန်းစုကြည်နဲ့ UK ရောက်မြန်မာနိုင်ငံသားများတွဲဆောင်ပွဲအောင်မြင်စွာဒီဆုံးအောင်ကျင်းတာအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာယခုဒီဆုံးတင်ဆက်နေတာကတော့ကျွန်တော်တို့ရွာသားကျော်တီးမောင်မောင်မင်္ဂလာရွှေဆိုင်ဖွဲ့နဲ့ဒူဆရာဦးလာဘူးကတွဲဖက်ပြီးတော့ပြည်သက်များကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ